ဝင်ခဲ့လေသည်သာသနာရောင်ဝထုံးရွှွှွပါတီအရှိတဖဲကျိုးစီကနေဝနီနီယောထတ်တိဒီချိန်ဒီဒီခေတ်ဒီခါကြီးမှာခမရတို့ကျွန်တော်တို့လူဖြစ်ရရောနတ်ပေသည်ရှင်တော်သည်အရှင်သောဓမ္မဝင်ခဲ့လေသည်သာသနာရောင်ဝထုံးရွှွှွပါတီမရှိတဖဲကျိုးစီကနေဝနီနီယောထတ်တိဒီချိန်ဒီဒီခေတ်ဒီခါကြီးမှာခမရတို့ကျွန်တော်တို့လူဖြစ်ရရောနတ်ပေသည်ဗုဒ္ဓဘာသာမြန်မာပြည်ပြီဒါနကိုလည်းပြုရသည်သီလကိုလည်းစောင့်တည်ရမည်ဘာဝနာကိုလည်းပွားများကြအားထားသဘာဝါများကြသူတော်သည်တွေအမောင်ကိုကွေလို့အလင်းတော့ရောက်ချိန်တမ်းပြီတန်တရားကိုတကယ်